ဖင်ရပြီးတော့ဝယ်လိုက်ပြီနော်ဒီကောင်ကြီးဝယ်ဖို့ဒီကောင်ကိုဟိုတော့စဉ်းစားလိုက်2လ3လလောက်စဉ်းစားလိုက်ရတယ်။ဘာလဲဆိုတော့ချက်ပြမယ်နော်လူဖီဘတ်စကတ်ဘောကစားနေတဲ့ဟာဒီကောင်က NBA နဲ့ဘန်တိုင်းနဲ့ကော့ဘလက်လုပ်ပြီးထုတ်ထားတဲ့ဟာအဲ့တော့ဈေးကတော့နည်းနည်းကိတ်တယ်ဒီကောင်ရဲ့ဈေးက Ichiban Master Light ထဲမှာဆိုနည်းနည်းကိတ်တယ်လို့ပြောလို့ရတယ်နော်ဒါလေးကိုပြပေးချင်သူရဲ့ official ကတ်တွေရောကုန်ပါတယ်ကတ်တော့ sorry တစိမ့်တွေရောကုန်ပါတယ်သူက luxury vibe ရတယ်ဗျာများသောအားဖြင့် GK တွေမှာပဲဒီလိုမျိုးဖော့တွေပါတယ်နဲ့လာတာIchiban တွေကကျွန်တော်မမြင်ဘူးမိုးတွေပါနေပဲလာတာကောင်းဟိုခွန်းနေတဲ့ luxury vibe ကိုရတယ်ကျွန်တော်ဒီကောင်ကို YouTube မှာကြည့်ပြီးသားကျွန်တော်တော့အခုမှဖောက်တယ်ဗောနော် parking โอเคပထမဆုံးအကျုပ်လေးတော့တက်စီရပါနေတော့ဘာမှမပါဘူးအကျုပ်ကတော့ရိုးရှင်းတယ်သူရဲ့ခံများပါမယ် stand ပါမယ်ဒီကောင်ကအယောင်8မျိုးရှိတယ်အသင်း8သင်းရှိတယ်ချီကာဂိုကအနီအောင်ကျွန်တော်ချီကာဂိုမကြိုက်လို့ချီကာဂိုရဘူးမကြိုက်လို့ဒီ area ဝယ်လိုက်တာ Los Angeles ဒီခံများမှာလဲ Los Angeles ဟာပါတယ်အနီကလှတော့လှတယ်ဒါပေမဲ့အနီကကျွန်တော်မှအရန်များနေလို့ချီကေတွေကဟောတော်တော်လှတယ်ကဲဒါလေးနော်ပြီးရင်တခြားပြပေးမယ်ကဲရုပ်ထွက်ကတော့မြင်တဲ့အတိုင်းပဲ Ichiban ထဲမှာတော်တော်မိုက်တယ်လို့ပြောလို့ရတယ်3သိန်းကျော်4သိန်းဆိုတော့ရွေးချယ်မယ်ဆိုရင်တော့ဒီထက်အများကြီးရွေးချယ်စရာတွေရှိတယ်ဒါပေမဲ့စောက်ထားကြကြရင်တော့ဝယ်သင့်တယ်သူကလုံးဝ official ဗျာဗာလဲ NBA နဲ့ collect လုပ်ထားဆိုတော့ဈေးကတော့ကိတ်မှာပဲသူရဲ့တစိမ့်တွေအကုန်ပါတယ်နော် NBA တစိမ့်တွေရောအကုန်ပါတယ်ဘန်တိုင်းနဲ့ NBA တစိမ့်နှစ်ခုလုံးရွှေရောင်ငွေရောင်နှစ်ခုလုံးပါတယ်အယုတ်မြင်တော့တန်တယ်လို့ခံစားရတယ်အစားကတော့တန်တယ်လို့မခံစားရဘူးသိပြီးတော့အယုတ်ထုတ်ကြည့်လိုက်တော့သူ့ size နဲ့သူ့ရဲ့ quality နဲ့ကတန်သွားပြီကဲကျေးဇူးပါ